လက်တလုံးမှာ AI နဲ့ခေတ်မီနည်းပညာလောကရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ memory chips နဲ့ storage stock တွေကိုစုစည်းထားတဲ့ DRAM ETF နဲ့သူ့ထဲမှာပါတဲ့ stock အများစုဟာတိတိတသာဈေးကျဆင်းနေတာကိုအားလုံးပဲသတိထားမိကြမှာပါ။ Micron, Western Digital, Seagate စတဲ့ထိပ်သီးကုမ္ပဏီကြီးတွေရဲ့ stock ဈေးတွေကလည်းကျဆင်းပြီးတော့ဒါလူတွေဟာမေးခွန်းထုတ်နေကြပါပြီ။ငကိုတွေကသတင်းကောင်းတွေကြီးပဲထွက်နေတဲ့ဈေးတက်နေတဲ့ဒီ stock တွေကဘာလို့ဒီလောက်ကျနေရတာလဲ။ AI trend ကပြီးသွားပြီလားစသည်ဖြင့်ဆိုပြီးတော့ပါဒါပေမဲ့ဈေးကွက်ရဲ့သဘောတဘာဝကိုနားလည်တဲ့ဝါရင် investor တွေနဲ့ intelligent option seller တွေအတွက်ကတော့ဒီလိုဈေးကျလာခြင်းဟာထိတ်လန့်စရာမဟုတ်ဘဲနဲ့ရင်ခုန်စိတ်လွတ်စရာအခွင့်အလမ်းဖြစ်နေပါမယ်အများရန်ဈေးတက်နေတဲ့ဈေးကွက်ဆိုတာမရှိပါဘူးအချိန်အဟုန်နဲ့အများကြီးတက်သွားပြီးတယ်ဆိုရင်ပြန်ကျလာတာဟာဈေးကွက်ကျမာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ healthy correction တစ်ခုပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုထဲမှာကတော့ဒီ DRAM ETF နဲ့သူ့ရဲ့ပေါ့နော်ထဲမှာပါတဲ့ဒီ stock တွေဈေးကျလာတာဟာဘာကြောင့်လဲဘာကြောင့်ရေရှည်အတွက်ကျန်းမာတဲ့တဘောဖြစ်တာလဲဆိုတာကိုခွဲခြမ်းစိတ်ပြသွားမှာဖြစ်ပါတယ်ဒီအခြေအနေကိုအသုံးချပြီးတော့ရေရှည် investor တွေနဲ့ option seller တွေကပုံမှန်ထက်ပိုများပြားတဲ့အမြတ်အစွန်းကိုဘလို့နည်းဗျူဟာမြောက်ရယူနိုင်မလဲဆိုတာကိုလည်းဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်မင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါရစေဒီ channel ကနေပြီးတော့မှ stock investing အကြောင်းအရာတွေနဲ့ option selling အကြောင်းအရာအခြေခံတွေကိုဝေမျှတင်ဆက်ပေးနေတာဖြစ်ပါတယ် channel နဲ့အတူလိုက်ပါလေ့လာဖို့ဖိတ်ခေါ်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်disclaimer အနေနဲ့ကတော့ဒီ channel မှာဖော်ပြရတယ်ပေါ့နော်တင်ဆက်ပေးတဲ့ဒီ stock တွေ ETF တွေဆိုတာကဒါဝယ်ဖို့အတွက်အကြံပြုခြင်းလုံးဝမဟုတ်ပါဘူးဒီ stock နဲ့ ETF တွေကိုဒါဝယ်ရလုပ်ဖို့ပဲဖြစ်ဖြစ်ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ပဲဖြစ်ဖြစ် option selling မှာသုံးဖို့ပဲဖြစ်ဖြစ်ဒါရွေးချယ်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ပေါ့နော်ကိုယ်ပိုင်လေ့လာဆန်းစစ်မှုတွေနဲ့ပြုလုပ်ပြီးမှသာအသုံးပြုရမှာဖြစ်ပါတယ်ဒီဈေးကျနေတဲ့ DRAM ETF နဲ့ပတ်သက်ပြီးတော့မှအခွင့်အလမ်းခေါင်းတွေရယူနိုင်မဲ့ပေါ့နော်ဒီလမ်းတွေကိုမပြောခင်မှာဒီ DRAM ETF ထဲမှာတကယ်တမ်းဘယ်လို stock တွေပါဝင်နေသလဲဆိုတာကိုအရင်ကြည့်ရအောင်ဒီ ETF ဟာနာမည်ကတော့ DRAM ဖြစ်နေပေမဲ့တမန်ရိုးကျကွန်ပျူတာ RAM တွေတင်မကဘဲနဲ့ကမ္ဘာ AI data center တွေရဲ့ data တုံ့လောက်မှုစနစ် storage တွေကိုပါအဓိကပါဝင်နေပေါ့နော်ဒါ storage နယ်ပယ်ကိုပါအဓိကလွှမ်းမိုးထားတဲ့လုပ်ငန်းကြီးတွေစုစည်းထားတဲ့ဒါ ETF ပဲဖြစ်ပါတယ်ဒီ ETF ထဲမှာပါဝင်တဲ့အဓိကပေါ့နော် stock တွေကိုကြည့်ရဆိုရင် Micron Technology, SK Hynix နဲ့ Samsung ဆိုပြီးတော့ပါမယ်သူတို့ကတော့အဆင့်အမြင့်ဆုံး AI GPU တွေအတွက်ultra fast ဖြစ်တဲ့ပေါ့နော် HBM high bandwidth memory နဲ့ DRAM chips အားတွေကိုအဓိကဒါပံ့ပိုးနေတဲ့ဒါအာရှနဲ့အမေရိကန်ရဲ့အသက်သွေးကြောကုမ္ပဏီကြီးတွေပဲဖြစ်ပါတယ်နောက်ထပ်ပါဝင်တဲ့ stock တွေကတော့ Western Digital နဲ့ SanDisk ဖြစ်ပါတယ်ဒီဒုတိယအရေးကြီးတဲ့ကဏ္ဍကတော့ data တွေကိုရေရှည်သိမ်းဆည်းပေးရမယ် NAND flash memory နယ်ပယ်ပဲဖြစ်ပါတယ်ဒီနေရာမှာကမ္ဘာထိပ်သီး Western Digital ဆိုတဲ့ဒီ WDC stock ပါဝင်ပါတယ်သူဟာရခင်က SanDisk ကိုဝယ်ယူပို့ပေါင်းခဲ့ပြီးတော့ယခုမှာတော့ SanDisk ကလည်းဒါဈေးအရင်အများကြီးတက်ပြီးတော့မှဒါနာမည်ကြီးနေတဲ့ဒါ memory flash memory လုပ်ငန်း stock ကြီးပဲဖြစ်ပါတယ်နောက်ထပ်ပါတဲ့ stock တစ်ခုကတော့ဒါ ST8 ဆိုတဲ့ Seagate Technology stock ပဲဖြစ်ပါတယ်သူကလည်းဒါ storage ဘယင်တစ်ပါးဖြစ်ပြီးတော့မှကမ္ဘာပေါ်မှာ cloud data center ကြီးတွေအသုံးများတဲ့အခါမှာ mass capacity hard drive တွေပေါ့နော် HDD ဈေးကွက်ကို Western Digital နဲ့အတူမောင်းပိုင်းစီးထားတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ် AI ကြောင့် data တွေများပြားလာလေလေ Seagate ရဲ့ပမာဏအလွန်များတဲ့ storage တွေကိုပုံမအသုံးပြုလာရလေလေဖြစ်ပါတယ်ဒါတွေကိုကြည့်ရဆိုလို့ရှိရင်ဒီ DRAM ETF ဟာကမ္ဘာနည်းပညာလောကရဲ့ hardware အခြေခံအဆောက်အအုံကို monopoly ဆန်ပေါ့နော်ထိန်းချုပ်ချုပ်ကင်ထားတဲ့လုပ်ငန်းစစ်တွေပါဝင်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒါဆိုဒီလိုအရေးအသွေးမြင့်တဲ့ stock တွေစုတည်ထားတဲ့ DRAM ETF ဟာအခုရက်ပိုင်းမှာဘာကြောင့်ဈေးကျနေရတာလဲဒါကိုဒီငွေရေးကြေးလောကပေါ့နော် stock market မှာဆိုရင် healthy correction ကျန်းမာသောဈေးနှုန်းကျဆင်းမှုပြုပြင်မှုလို့ခေါ်ပါတယ်လူတစ်ယောက်ဟာတောင်ပေါ်မနာတန်းပြည့်တက်သွားရင်ဘာဖြစ်သွားနိုင်မလဲလမ်းတစ်ဝက်မှာပဲမောလဲသွားမှာပါဈေးကွက်ကလည်းဒီအတိုင်းပဲဖြစ်ပါတယ်ဒါအနားယူတဲ့အချိန်ပြန်ကျပြီးတော့အချိန်ယူရတဲ့အချိန်ဆိုတာရှိတတ်ပါတယ်ဒီရန်ထဲမှာပါတဲ့ဒီ stock တွေဖြစ်တဲ့ MU WDC ST8 စတဲ့ stock တွေဟာပြီးခဲ့တဲ့လပိုင်းနှစ်ပိုင်းထဲမှာဆိုရင် AI mega trend ကြောင့်ဈေးနှုန်းတွေအဆမတန်မြင့်တက်ခဲ့ပါတယ်ဒါကို overbought condition အလွန်အဝယ်များထားတဲ့အနေအထားလို့ခေါ်ပါတယ်လုပ်ငန်းရဲ့အခြေခံတန်ဖိုးထက်စိတ်ကူးယဉ်မှုတွေအလူအယက်ဝယ်လိုအားတွေကြောင့်လွန်ကဲစွာမြင့်တက်သွားတာဖြစ်ပါတယ်ဒီလိုအခြေအနေမှာဈေးကွက်ဟာအသက်ရှူဖို့လိုအပ်လာပါတယ်အခုလိုဈေးပြန်ကျတာဟာကုမ္ပဏီတွေရဲ့လုပ်ငန်းတွေပျက်စီးသွားလို့တော့မဟုတ်ပါဘူးအောက်ခြေဈေးနှိမ်ကလေးကဝယ်ထားတဲ့အဖွဲ့အစည်းကြီးတွေ institutional investor နဲ့ smart money တွေဟာမြတ်ထုတ်ယူ profit taking လုပ်နေကြတာဖြစ်ပါတယ်ဒီလိုဈေးပြန်ကျလာမှသာဈေးကွက်ထဲကိုငွေကြေးအသစ်တွေဝယ်လိုအားအသစ်တွေဟာပြန်လည်ဝင်ရောက်လာဖို့အတွက်အခြေအနေရရှိမှာဖြစ်ပါတယ်တကယ်တမ်း stock တစ်ခုဟာမနာတမ်းတက်နေမယ်ဆိုရင်
ရေရှည်မှာပို့ပြီးတော့ကြောက်စရာကောင်းတဲ့ market crash ဆိုတဲ့ဈေးကွက်ပြိုလဲမှုပေါ့နော်ဈေးကျခြင်းကြီးကြီးမားမားဖြစ်မှုကိုကြုံရတတ်ပါတယ်အခုလိုဈေးကျခြင်းဟာဈေးကွက်ရဲ့အသက်ရှူထုတ်လိုက်တဲ့သဘောဖြစ်ပြီးတော့မှရေရှည်ခရီးဆက်ဖို့အားမွေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လုံးဝကိုဒါ healthy ဖြစ်တဲ့အခြေအနေပဲဖြစ်ပါတယ်ဒါဆိုရင်ဒီလိုကျန်းမာတဲ့ဈေးကျဆင်းမှု healthy correction တွေမှာ investor တွေအတွက်ဘာကြောင့်အခွင့်အလမ်းကောင်းဖြစ်ရတာလဲလူအများစုဟာသူတို့ကြိုက်တဲ့ပေါ့နော် brand ဝတ်ထည်တွေဖုန်းတွေကားတွေကို discount ချပေးရင်လူရက်ပြီးဝယ်ကြပါတယ်ဒါပေမဲ့ထူးဆန်းတာကတော့ stock ဈေးကွက်မှာကုမ္ပဏီကောင်းတွေ discount ချပေးတဲ့အခါမှာကျတော့ကြောက်လန့်ပြီးထွက်ပြေးတက်ကြတာပဲဖြစ်ပါတယ်ဒီ run ETF ရဲ့လက်ရှိ valuation ကိုကြည့်ရဆိုရင်ဒါဟာအရေးအတွင်းမြင့် stock တွေကိုဈေးတက်တာနဲ့ပေါ့နော်ဝယ်ခွင့်ရတဲ့အခွင့်အကောင်းတွေပဲဖြစ်ပါတယ်ကုမ္ပဏီတွေရဲ့ fundamental တွေဖြစ်တဲ့ပေါ့နော်အခြေခံအချက်လက်တွေ revenue ဝင်ငွေအတက်အမြတ် net profit တွေဟာနောက်ပြီးတော့ဒီဈေးကွက်ဝေစုတွေဟာ short ကျမသွားဘဲနဲ့ဆက်လက်ခိုင်မာနေစေပဲဖြစ်ပါတယ်စဉ်းစားကြည့်ပါအနာဂတ်ကမ္ဘာကြီးမှာ AI cloud computing တွေလက်စစ်ကား EV တွေ smart device တွေဟာပိုနေသွားသလားပိုပြီးတော့များလာမှာလားအဖြေကတော့ရှင်းပါတယ်ပိုများလာဖို့ပဲရှိပါတယ်ဒါတွေအားလုံးအတွက်မရှိမဖြစ်လိုအပ်တာကတော့အစစ်မြင့် memory chips တွေနဲ့ high capacity storage တွေပဲဖြစ်ပါတယ်ဒါကြောင့် DRAM ETF ထဲက stock တွေရဲ့ရေရှည်တန်ဖိုးဟာအသက်မှာပဲရှိဖို့များပါတယ်အခုလို market correction ဖြစ်ချိန်မှာစိတ်အေးနဲ့တော့ကိုဝယ်ခြင်းတဲ့ဈေးတန်းကနေစောင့်ပြီးတော့မှဝယ်ယူစုဆောင်းသွားတဲ့ investor တွေဟာဈေးကွက်ပြန်တက်တဲ့အခါမှာဒီ recovery phase ထဲရောက်တဲ့အခါမှာအများထက်သာလွန်တဲ့အမြင့်အစွန်းကိုပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒါဆိုရင်တင်ဆက်သူတို့လို option seller တွေအတွက်ကဘလို့အမြတ်ရနိုင်တာလဲ။ဈေးကွက်ကျဆင်းခြင်းက option seller တွေအတွက်ဘာကြောင့်ပိုပြီးမြတ်နိုင်စွမ်းမြင့်မာသွားရတာလဲ။ဒီနေရာမှာအဓိကအချက်ပေါ့နော်လျှို့ဝှက်ချက်ကတော့ IV ဆိုတဲ့ implied volatility လို့ခေါ်တဲ့ဈေးကွက်ရဲ့မငြိမ်သက်မှုညွှန်းကိန်းမှာရှိပါတယ်။ stock ဈေးကအချိန်အဟုန်နဲ့ကျလာတဲ့အခါမှာဈေးကွက်ထဲမှာကြောက်ရွံ့မှု fear ဟာမြင့်တက်လာပါတယ်။အဲ့ဒီကြောက်ရွံ့မှုကြောင့်မို့ပဲ option တွေရဲ့တန်ဖိုး premium တွေဟာအစမတန်ဖောင်းပွားပြီးတော့မြင့်တက်လာပါတယ်။ဆိုလိုတာကတော့ option buyer တွေဟာသူတို့ရဲ့ stock တွေကိုကာကွယ်ဖို့အတွက် put option တွေကိုဈေးကြီးပေးပြီးတော့လူဝယ်ကြပါတယ်။အဲ့ဒီချိန်ဟာ option seller တွေအတွက်ကတော့အဖို့တန်အခွင့်အရေးကြီးပါပဲ။ option seller တွေအနေနဲ့ဆိုရင်ရွေးချယ်စရာနည်းဗျူဟာ strategy တွေအများကြီးပဲရှိလာနိုင်ပါတယ်။ဥပမာဒါအမြင်သာဆုံးကတော့ကိုဝယ်ခြင်းတဲ့ stock ပေါ့နော်ဥပမာ micron တို့မဟုတ် western digital ဒါမှမဟုတ်ရင်ဒီ DRAM ETF ကိုအောက်ခြေဈေးကနေဝယ်ဖို့အတွက်ပေါ့နော်လက်ရှိဈေးထက်ကိုထပ်ပြီးကျလာတဲ့ဈေးကနေဝယ်နိုင်ဖို့အတွက် cash secure put ကိုရောင်းတဲ့အခါမှာပုံမှန်ထက်ပိုများတဲ့ premium တွေကိုရရှိမှာဖြစ်ပါတယ်။ stock ဈေးကကိုသတ်မှတ်ထားတဲ့ဒီ strike price အထိကိုမကြားခဲ့ဘူးဆိုရင်လည်းအဲ့ဒီမြင့်မားတဲ့ premium ငွေတွေကိုအတက်အမြတ်ဖြစ်ကိုကသိမ်းလိုက်ရုံပဲဖြစ်ပါတယ်။ဒါမှမဟုတ်ဒီ risk ကိုပေါ့နော်ဈေးဆက်ကြမှာစိုးတယ်ဆိုလို့ရှိရင်ဒါ risk ကိုကန့်သက်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ option seller တွေအနေနဲ့သုံးနိုင်တဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့ဒါ strategy အနေနဲ့ bull put spread ဆိုတဲ့ strategy ရှိပါတယ်။အချိန်ရဲ့တိုက်ဆောင်မှုကိုဒါအပြေအဝအသုံးချ premium ယူပြီးတော့မှဒါ option ရောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုနည်းလမ်းတွေကိုသုံးတဲ့အခါမှာဆိုရင်တော့ဒီ strategy ရဲ့အလုပ်လုပ်ပုံပါဝင်နိုင်တဲ့ risk ဆုံးရှုံးနိုင်ခြင်းလိုအပ်ချက်တွေအကုန်လုံးကိုသိနာလဲပြီးမှသာလောက်အောင်မှာဖြစ်ပါတယ်။ဒီကချက်ကတော့ဈေးကွက်အေးဆေးနေတဲ့အချိန်မှာတက်အခုလိုဒီ run stock တွေလောက်ခဲ့ပြီးကျဆင်းနေတဲ့အချိန်မှာ option တွေကိုရောင်းတာဟာအန်ဒီယကင်းဆောင် margin of safety ပိုဝေးထားနိုင်တယ်လို့ကိုရမယ့်အမြင့် premium လဲပိုများနေမှာဖြစ်ပါတယ်။ option seller တွေအတွက်ကတော့တကယ်ကိုဒါဝင်ငွေပိုများစေတဲ့အချိန်တွေပဲဖြစ်ပါတယ်။နိကုံးချုပ်အနေနဲ့ဆိုရမယ်ဆိုရင်တော့လက်တလော DRAM ETF ထဲမှာပါတဲ့ memory နဲ့ storage stock တွေဈေးကျဆင်းနေခြင်းဟာရေရှည် mega trend ကြီးပြီးဆုံးသွားတာမဟုတ်ပဲနဲ့ပုံမခိုင်မာတဲ့တက်လန့်အတွက်အာယူနေတဲ့ healthy correction တက်တာဖြစ်ပါတယ်။ဒီချိန်တွေဟာဆက်လက်တိုးတက်မဲ့ AI ခေတ်ကြီးကိုယုံကြည်တဲ့ရေရှည် investor တွေအတွက်ဈေးသက်တာနဲ့ stock ဝယ်ယူခွင့်ရတဲ့လက်ဆောင်ဖြစ်တယ်လို့ option seller တွေအတွက်လည်းပိုများတဲ့ premium တွေကိုတင်ကြုံယူနိုင်မဲ့အခွင့်အလမ်းကြီးပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ငွေရေးကြေးရေးပန်းတိုင်းပြီးတော့ risk ခံနိုင်ရင်းနဲ့ကိုက်ညီမဲ့ပေါ့နော်နည်းလမ်းတွေကိုအသုံးချပြီးတော့မှဒီအခွင့်အရေးကိုယူနိုင်ပါတယ်။ခုတင်ဆက်ပေးခဲ့တာကတော့ DRAM ETF ဈေးကျနေတဲ့အကြောင်းနဲ့ဒီလိုဈေးကျခြင်းဟာအခွင့်အလမ်းကောင်းဖြစ်နိုင်သလားဆိုတဲ့အကြောင်းကိုစဉ်းစားနိုင်မှုအတွက်ဝေမျှတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ like ကိုနှိပ်ပြီး channel ကိုအားပေးနိုင်ပါတယ်။ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်။ဒီတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒါအကြံပြုချက်နဲ့ဆွေးနွေးကြရရှိတယ်ဆိုရင်လည်း comment မှာဝေမျှပေးခဲ့နိုင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြပါစို့။